အခုချင်းကြီးခဲ့တဲ့ရှာတော့အုပ်တို့အနက်ရောင်လေးကိုစောင်းပြီး mask အနက်ရောင်ကိုမျက်နှာကိုအုပ်လိုက်တယ်ခဏနေကျရင်ကျမဒလီသွားပို့တော့မယ်ဒီနေ့ကျမချက်တဲ့ဟင်းကအရန်ကောင်းနေအကူရဲ့ဟင်းရဲ့အသက်အယိုးပြိုးကြီးကချိုးစိတ်ပြီးမှုန်းနေတာပဲမွေးမှာပေါ့အခုရိုးရင်းချင်စီတွေပဲဟာပြီးမှဝတ်သားနဲ့တခြားရတာတွေကိုရောပြစ်လိုက်တာချိန်ကြာကြီးပြုတ်ထားလို့နူးမိနေတဲ့အယိုးကိုတော့ဘလန်နာနဲ့မှုေးပစ်ပြီးခဏသိမ်းထားရတယ်ခွေလီတူတဲ့ဘီစကူဖို့ရင်သုံးရင်သိကောင်းနေလीအကူကပလတ်စတစ်ဘူးပေါင်းများစွာနဲ့ကျမရဲ့ကောင်းတော့ခံမှာစီးပြီးရောက်နေပြီးပြီလေဘသူကထင်သားမှလေအွန်လိုင်းရှော့လုပ်ပြီးစားစရာတွေကိုဘူးနဲ့ထည့်ရောက်နေတဲ့မင်းကလေးလှလှရဲ့ကောင်းတော့ခံထဲမှာလူဝသားနဲ့ချက်ထားတဲ့စားစရာတွေရှိနေတယ်ဆိုတာကိုပေါ့ကျမရဲ့အသားငါးတွေထည့်တဲ့ဖရီဇာကြီးကြီးထဲမှာခဲထားတဲ့အခုအသားဘူးတွေအကြောင်းကိုကျမကမပြောပြဘသူကသိမှာတယ်လေအခုတော့တိတ်လဲမကြမ်းတော့ဘူးပဲဟာတနေ့နေ့နဲ့ထည့်ချက်ဖြစ်ခဲ့တာနဲ့ကုံတော့ကုန်ခန်းနေပြီလေအခုလေဘင်းကိုဖြတ်တုံးကကြလာတဲ့သွေးခဲလေးတွေကတော့မနီးကကျမချက်တဲ့အုံနှခေါက်ဆိုတဲ့ပါသွားခဲ့ပြီးလူတွေကတော့ပဲသွေးလို့ထင်ကြတာပေါ့အသားငါးတွေဆိုတော့ဖရီဇာထဲမှာအချာကြီးထားလို့မကောင်းဘူးမလားကိုဒီတော့ဟင်းတွေကိုပို့ပို့ချက်ပြီးအိမ်ရမဲ့တွေစီကိုဝေပေးတယ်မနေ့ကတော့မီဒီယာတစ်ခုပေါ်ကကျမသွားလူတွေအကြောင်းအင်တာဗျူးပါလာခဲ့သေးတယ်အစားတောက်ရောင်းတဲ့နာမည်ကြီးအွန်လိုင်းရှော့ပိုင်ရှင်မလေးဟာကိုဗစ်ကာလမှာလမ်းပေါ်ကလူတွေကိုစားစရာဝေတဲ့အကြောင်းတကူတကရေးပြီးတင်ပေးတဲ့သူတယောက်နဲ့လူတွေကပို့ပြီးသိလာကြတယ်မီဒီယာသမားတွေကကျမရဲ့မျိုးတော်တဲ့ထီတောင်လာပြီးအင်တာဗျူးသွားကြသေးတယ်အဲ့ဒီအချိန်တုန်းကပုတ်ပွက်ဆူတဲ့ဦးထဲမှာပြုတ်ထားတာကအကိုရဲ့နိုင်ရိုးတွေဆိုတာကိုသူတို့သိမသွားခဲ့ကြဘူးကျမချက်ကျွေးတဲ့ကျိုးစီချက်ကိုအားရပါရစားပြီးပြန်သွားကြတယ်အခုကလီစာလေးတောင်သူတို့အစာရင်ထဲမှာပါသွားခဲ့တာပေါ့အရန်စားလို့ကောင်းနေတဲ့ဒါကြောင့်ကျမရောကျမအလုပ်လေးရောလူတွေကအများကြီးသိသွားလို့ဒီနေ့အော်ဒါတွေအများကြီးတက်လာတယ်အခုကသိသွားတာမှကျမတို့ကောင်းကျိုးတွေအများကြီးဖန်တီးနေတုံးပဲဒါကြောင့်မို့အခုကျမဘသူစီကိုမှမပေးလိုက်နိုင်တာဘူးကျမချက်ထားတဲ့ဟင်းကိုအားရပါရစားနေတဲ့ဦးလေးကြီးရဲ့ဘေးကပြုံးကြည့်နေတဲ့ကျမရဲ့တက်ပုံရင်က Facebook ပေါ်မှာအရန်ကိုဟော့သွားတယ်ပီတီရီနဲ့ပြုံးရှိနေတဲ့အလူရှင်မလေးရဲ့မျက်လုံးတွေကအရန်တက်ဝင်တာပဲလို့လူတယောက်ကကျမကို comment ပေးထားတယ်ဟုတ်တယ်ကိုကျမအရန်ပျော်တယ်စင်သက်အရက်ဝေတာမဟုတ်ဘူးကျမအခုကိုတက်ပြီးအရက်ဝေပြစ်တာကျမပေါ်ကလွင်ကျန်တဲ့မိမတကမှာတရားလုံးနဲ့အခုဒီလိုပဲလုတ်ပစ်လိုက်တော့အခုဘာတက်နိုင်သေးလဲကဲကျမမမြန်အခုဘယ်သူမှလည်းမရစီရဘူးမနေ့ဖန်ကြရင်နောက်ဆုံးကျန်တဲ့အသားတွေကိုကြိတ်ပြီးဘာကလုပ်မယ်အခုကျမလုပ်ကြည့်တဲ့ဟမ်ဘာဂါအခုရမ်းကြိုက်တယ်ဆိုတော့ကျမသိရင်လीအခုမိမနဲ့ကလေးနှစ်ယောက်စီကိုလည်းကျမတော့ပို့ပေးလိုက်အောင်မယ်အခုပြောက်နေလို့တော့ကရောက်နေတဲ့မိသားစုကိုမုတ်တွေနဲ့နှစ်သိမ့်ပေးတဲ့စေတနာရှင်မလေးအဖြစ်နဲ့ပေါ့ချစ်တဲ့ကို